အားလုံးပဲမင်္ဂလာပါတော်ဝင်လာမင်းလေးရရင်ပြီးတော့အားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အများနဲ့စီကားတွေပဲအများနဲ့တင်ဆက်နေကြဖြစ်တဲ့အတွက်ကြောင့်ရိုးနေပြီလို့ထင်ပါတယ်ဒါဆိုဒီနေ့မှာတော့ကျွန်တော် EV လေးနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာအဲ EV လေးကတော့ကျွန်တော်တော်ဝင်လာမင်းလေးမှာရှိတဲ့ BZ3H 2025 model Air Grade လေးနဲ့ပဲဖြစ်ပါတယ်ခင်ဗျာဒီကောင်ရဲ့ range အားဖြင့်ကတော့430 range ထိရရှိပြီးတော့ battery capacity အားဖြင့်ကတော့50 kWh ထိရရှိပါတယ်ပြီးတော့ဒီကောင်ကိုအသုံးပြုပေးရတဲ့ battery လေးကတော့ LFP battery ကိုအသုံးပြုပေးရတာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုကျွန်တော်တို့အတွင်းကိုလိုက်ကြည့်လိုက်အောင်ကဲအခုဆိုရင်ကျွန်တော်အထဲကိုရောက်ပါပြီကျွန်တော်ပြောချင်တာကတော့ထိုင်ကုန်ပေါ့နော်ထိုင်ကုန်ကတော်တော်လေးကို comfort ဖြစ်စေပါတယ်ပြီးရင်ဒီထိုင်ကုန်မှာကျွန်တော်ဒါနှစ်ဖက်ဘောပေါ့နော်နှစ်ဖက်လုံးမှာကျွန်တော်ဒါစီမော်တာပါတော့ကျွန်တော်တွေ့ရပါတယ်ပြီးရင်ဂီယာမှာဆိုလဲဒါကဟန်ဂီယာဖြစ်သွားပါတယ်ဟန်ဂီယာဖြစ်သွားတယ်ပြီးတော့ဒီကောင်ရဲ့စပီကာဆိုရင်တော်တော်လေးကိုအတန်ကောင်းတဲ့တဲမှာပါတော့ကျွန်တော်တွေ့ရပါတယ်ခင်ဗျာနောက်ပြီးဒီကောင်ကဒီ touch screen မှာတော့ဒါမှန်ချိုးမှန်ခောက်တွေဒါတကားလုံးဒီ touch screen မှာပဲအကုန်လုံးဒါထိန်းညှိသွားလို့ရတယ် Apple CarPlay တွေဒါတွေ Android Auto Mobile တွေအားလည်းအကုန်လုံးထည့်ပြီးသုံးလို့ရတော့ကျွန်တော်တွေ့ရပါတယ်ခင်ဗျာကျွန်တော်တို့ပြီးတော့နောက်ဘက်ခြမ်းကိုကြည့်မယ်ဆိုရင်လည်းနောက်ဖုံးရဲ့ဒီမီးသီးဒီဇိုင်းတွေကတော်တော်လေးကိုလှတယ်မီးတန်းလိုက်ကြီးဖြစ်သွားတယ်ပြီးရင်နောက်ဖုံးကလည်းသူကမော်ဒါနဲ့ဖြစ်သွားတော့ကျွန်တော်တွေ့ရပါတယ်ခင်ဗျာပြီးတော့အတွင်းထဲမှာဆိုရင်ဒါသူ့ရဲ့ original charging တွေပါအကုန်လုံးကျွန်တော်ထည့်ထားပေးတယ်ပြီးရင် cargo space မှာဆိုရင်တော်တော်လေးကျေဝန်းအောင်ကျွန်တော်တွေ့ရပါတယ်ခုကျွန်တော်ပြသွားပေးတဲ့ကားလေးကတော့ BZ3H 2025 model Air Grade လေးပဲဖြစ်ပါတယ်ခင်ဗျာဒီကားကကျွန်တော်တို့တော်လာမယ့်နေရာမှာ install ရှိရတဲ့အတွက်ကြောင့်လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ပြင်ကျွန်တော်တို့တော်လာမယ့်နေရာလိမ့်စာဖြစ်တဲ့အမှတ်290ဦးဝိဇာရလန်42ရောက်ွယ်မြောက်တကုံမြို့နယ်ရန်ကုန်မြို့ကိုလှမ်းလာခဲ့လို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးပဲ see you